The Call ခေါ်သံ online magazine ကိုနားဆင်နေရတာဖြစ်ပါတယ်။တော်လိုင်းကာလအတွင်းနိုင်ငံကြီးအရရင်ကျက်မှုကျော်စောခိုင် AB လကို28နဲ့29ကူမင်းမှာလုပ်တဲ့စကားစနဲ့ဆွေးနွေးပွဲကိုတဟန်းကမေလာဇန်းမှာထုတ်ပြန်လာတယ်။ဒူးလောက်တင်မှရင်လောက်ကြာဆိုတဲ့သဘောအရများလားမသိအရင်တဟန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံကလွဲလို့ကြံသိမ့်ပိုက်ထားတဲ့မြို့အားလုံးကနေပြန်ဆုတ်ပေးရမယ်လို့စကားစဘက်ကတောင်းဆိုလာတယ်။တအန်းဆွေးနွေးပွဲများဆွေးနွေးပွဲက AP 28စတာဖြစ်တဲ့အတွက်လာရှိုးမြို့ပေါ်အုပ်ချုပ်ရေးကိုကိုကန်ကစကားစကိုပြန်လွှဲပြီးတဲ့ AB 21ရက်နေ့ကနေကြည့်ရင်တပတ်ပဲကွာတာကိုတွေ့ရတယ်။ဒီချက်ကတရုတ်ဟာအတိအကျကြီးမဟုတ်ဘူးဆိုရင်တောင်အကြမ်းသတ်မှတ်ထားတဲ့ကလင်နာတစ်ခုနဲ့ညီနောင်သုံးပေါ်ကို6တလက်6တလက်သူ့လမ်းကြောင်းနဲ့မောင်းသွင်းဖို့ကြံစီထားတယ်လို့ကောက်ယူနိုင်မှာဖြစ်တယ်။ခုဆွေးနွေးပွဲမှာဘာသဘောတူညီချက်မှမရပဲပြတ်သွားတဲ့အတွက်3လခွာပြီးဩဂုတ်လကိုပြန်ချိန်ထားတယ်။ဒီဆွေးနွေးပွဲကတယောက်နဲ့တယောက်လာရှိုးအပြောင်းအလဲအပီးအကဲခတ်တဲ့သဘောလောက်ပဲရည်ရွယ်ထားကြပုံပေါ်တယ်။တန်းဟာတရုတ်ဖီအားကြောင့်ဆွေးနွေးပွဲအတွက်လမ်းဖွင့်ထားတယ်ဆိုတဲ့စကားကို2024နိုဝင်ဘာမှာပြောခဲ့တယ်။တရုတ်ဘက်ကကိုကန့်နဲ့တန်းနေဇက်ဂိတ်တွေအားလုံးကိုပိတ်ပြီးအစားအသောက်လောင်စာဆီနဲ့ဆေးဝါးစတာတွေကိုဖျက်တောက်ပိတ်ဆို့ထားခြင်းဖြစ်တဲ့အတွက်နိုင်ငံရေးပြည်လာသုံးသက်သူတွေနဲ့ဒေါ်လာရေးဘက်ကတန်းရဲ့အနေအထားကိုကောင်းစွာနားလည်ပေးခဲ့ကြတယ်။နောက်တစ်ခါဆွေးနွေးပွဲကဖေဖော်ဝါရီလအတွင်းမှာဖြစ်ခဲ့တယ်။ဖေဖော်ဝါရီ16နဲ့18နှစ်ရက်ဖြစ်ပြီးဟိုင်ဂန်မှာတွေ့ဆုံခဲ့ကြတယ်။ဖေဖော်ဝါရီဆွေးနွေးပွဲနဲ့ AB ဆွေးနွေးပွဲကြားမှာရွေချက်မတူတာကိုတွေ့ရတယ်။ AB ဆွေးနွေးပွဲဟာသိမ့်ပိုက်ခံထားရတဲ့နေမြေကိစ္စတွေဖြစ်လာပေမဲ့ဖေဖော်ဝါရီတုန်းကဆွေးနွေးပွဲဟာနှစ်ဖက်ရောက်တဲ့နေရာမှာစီရထားဖို့လေရင် drone ဝေးပစ်တွေသုံးပြီးထိုးစစ်တွေမလုပ်ဖို့နဲ့ဒေသခံလူထုအတွက်အစားအစာနဲ့ဆေးဝါးစတဲ့လိုအပ်ချက်တွေအတွက်လမ်းကြောင်းဖွင့်ပေးဖို့ကိုဦးတည်တာဖြစ်တယ်။ဖေဖော်ဝါရီဆွေးနွေးပွဲဟာကိုကန့်နဲ့စကားစဆွေးနွေးတဲ့ဇန်နဝါရီ15ရက်နဲ့တလကွာပြီးဇန်နဝါရီကိုကန့်ဆွေးနွေးပွဲဟာလာရှိုးပြန်လွှဲပေးဖို့ပါတဲ့အတွက်ကိုကန့်ဆွေးနွေးပွဲဟာတအန်းထက်ခြေတလန်းစော့တယ်လို့သုံးသပ်ရမှာဖြစ်တယ်။နှစ်ဖက်ဆွေးနွေးသူတွေကဒေဗီလာတုန်းကဆွေးနွေးခဲ့ကြတဲ့ကာဆာထ1အထူးအဖွဲ့မှူးဒုဗိုလ်ချုပ်ကြီးကိုဦးနဲ့ TNL ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးတားချုပ်ဂျားတို့ဖြစ်တဲ့အတွက်သဘောတူညီချက်တွေမရခဲ့ဘူးဆိုပေမဲ့နှစ်ဖက်စလုံးကထိုက်တဲ့လေးနက်မှုတစ်ခုထားပြီးရောက်လာကြတဲ့အနေအထားမှာရှိနေတဲ့သဘောပါဆွေးနွေးပွဲကို3လခွာလိုက်တဲ့အတွက်တရုတ်ဟာဒီ3လအတွင်းအခြားနိုင်ငံတကာအဖြစ်အပျက်တွေနဲ့ဒေသတွင်းဖြစ်ထွန်းမှုစတဲ့အနေအထားတွေနဲ့အထူးသဖြင့် AA ရဲ့ကြောက်ဖြူထိုးစစ်တွေကိုစောင့်ကြည့်သုံးသပ်ပြီး TNL ကိုနောက်တစ်ချိန်မှာကင်တွယ်မယ်ယူဆရတယ်။တအန်း KIA ဆွေးနွေးပွဲ KIA နဲ့တအန်းကြားရှမ်းမြောက်မှာပုတ်တိုက်မှုတွေဖြစ်ခဲ့ကြတာဟာဒေါ်လာရင်းမတိုင်ခင်ကတည်းကဖြစ်တယ်။ဒီဘက်နှစ်ပိုင်းတွေမှာဖြစ်တဲ့ကုတ်ခိုင်ဆက်ဆံရေးရုံးကိစ္စကိုကြည့်ရင် KIA ရဲ့အစင်လာရှိခဲ့တဲ့ရုံးကို TNL ဘက်ကတားမြစ်တယ်ဆိုပေမဲ့ TNL ဘက်ကကြည့်တော့လဲစစ်ဖြစ်နေတဲ့ကာလမှာသူသိမ်းထားတဲ့နေမြေအတွင်းအခြားတပ်ဖွဲ့တစ်ခုကပြန်လည်နေရာယူတပ်ဆွဲတဲ့သဘောတက်ရောက်နေတာဖြစ်တယ်။နိုင်ငံတစ်နိုင်ငံမှာလူမျိုးတစ်မျိုးဒီနေထိုင်နေဆိုတာမရှိသလိုပြည်နယ်တစ်ခုမှာလူမျိုးတစ်မျိုးဒီနေထိုင်နေဆိုတာလည်းမရှိနိုင်တဲ့သဘောဖြစ်တယ်။ကချင်ဟာရှမ်းမြောက်ဒေသမှာလူဦးရေသိန်းနဲ့ချီပြီးနေထိုင်ခဲ့ကြတယ်။သမိုင်းကြောင်းအရကချင်တီးခြားအုပ်ချုပ်ခွင့်ရဒေသပုံစံမျိုးဒိန်ဒီစော်ဘွားကကုတ်ခိုင်တဝက်မှာပေးအပ်ခဲ့တာလွတ်လပ်ရေးမတိုင်ခင်ကာလကတည်းကဖြစ်တယ်။သို့တော်တစ်ဖက်မှာတော်လိုင်းကာလအတွင်းတဟန်းဘက်ကဦးစီးပြီးရင်းနှီးတိုက်ယူခဲ့တဲ့ဒေသဖြစ်တဲ့အတွက်လက်တလုံးမှာတဟန်းအုပ်ချုပ်မှုတွင်ရှိနေတာဟာသဘာဝကျတယ်လို့ယူဆနိုင်မှာဖြစ်တယ်။ဒီလိုအနေထားဟာကချင်ရှမ်းမြောက်မှာသာမဟုတ်အခြားပြည်နယ်ဒေသတွေမှာလည်းပုံစံတူအခြေအနေတွေကိုတွေ့ရမှာဖြစ်လို့နှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီးတင့်မျှတတဲ့အဖြေတစ်ခုကိုရှာဖွေနိုင်တဲ့နမူနာကောင်းကိုနှစ်ဖက်စလုံးကပြည်နယ်ကြီးသားပြည်သားစွာပြသကြဖို့သာဖြစ်တယ်။ပြည်နယ်တစ်ခုနဲ့နိုင်ငံရေးအရလွတ်လပ်စွာကိုကြမာကိုဖန်တီးလိုတဲ့လူမျိုးစုတွေအတွက်ရင့်ကျက်တဲ့နိုင်ငံရေးသဘောထားကိုခုလိုအကြက်တဲတွေမှာပေါ်ပြနိုင်ကြဖို့ဖြစ်တယ်။ဒေါ်လာရေးနဲ့ဒေါ်လာရေးအလွန်ရှေ့မှာလူမျိုးစုတစ်ခုအတွင်းမှာပဲဖြစ်ဖြစ်လူမျိုးစုတစ်ခုနဲ့တစ်ခုအကြားမှာပဲဖြစ်ဖြစ်နေမြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်နေမြေတစ်ခုအတွင်းခေါင်းဆောင်မှုရာယူဖို့ပဲဖြစ်ဖြစ်ရင်ဆိုင်ကြရမယ့်ပြဿနာတွေတွေ့ကြရအောင်မှာဖြစ်တယ်။ဒါဟာဖက်ဒရယ်အခြေခံမှာရှိတဲ့သဘောတဘာဝဖြစ်တယ်။လူမျိုးစုတွေဟာနေမြေပိုင်ဆိုင်မှုနဲ့တီးခြားလွတ်လပ်ခွင့်ကိုရှေ့တန်းတင်တဲ့အခါပထဝီတွေဟာသမိုင်းကြောင်းတွေပဲဖြစ်ဖြစ်ဥပဒေအရရပိုင်ခွင့်နဲ့ပဲဖြစ်ဖြစ်ရင်ဆိုင်ကြရဖို့ရှိတယ်။ဒါဟာတနက်နဲ့စာအုပ်ကြားကကွာခြားချက်နဲ့စိန်ခေါ်ချက်တွေဖြစ်တယ်။ဒေါ်လာရင်းကာလမှာဥပဒေအရပိုင်ဆိုင်ခွင့်လို့ဆိုလာရင်ဒေါ်လာရင်းကိုမန်တိုင်ထားတဲ့စူးစီးမှုနဲ့နေမြေသိမ့်ပိုက်ရယူမှုအဖြစ်ဖြေရှင်းနိုင်မှာဖြစ်တယ်။ဒီလိုမှမဟုတ်ဘဲ
တော်လိုင်းရေးကနေကင်းကွာတဲ့တီးခြားဖြည့်ရှင်းမှုမျိုးလုပ်မယ်ဆိုရင်လာရှို့လိုအခြေအနေကိုနမူနာယူကြရဖို့ဖြစ်တယ်။ဒေါ်လာရေးအတွင်းမှာစူးစီးမှုမျိုးမဟုတ်ရင်တော့မှတရားဝင်စူးစီးမှုနဲ့ညီညွတ်ရေးကိုမရှိမဖြစ်လိုအပ်ချက်ဖြစ်လက်ခံထားနိုင်ဖို့ဖြစ်တယ်။ဒီစူးစီးမှုကိုဒေါ်လာရေးလွန်ကာလမှာဥပဒေနဲ့ပြန်လည်ပုံဖော်ယူကြရမှာဖြစ်တယ်။ The Call ခေါ်သံ online magazine မှာဖော်ပြထားတဲ့ဇောင်းမရှင်ကျော်စောခိုင်ရဲ့ဒေါ်လာရေးကာလအတွင်းနိုင်ငံရေးအရယဉ်ကျေးမှုသတင်းသုံးသပ်ချက်ဇောင်းမကိုကျွန်တော်မြင့်ထက်အောင်ရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။